ဒီပလက်တွေမကြည့်တာငရုတ်ဒီမထောင်းတာကတင့်ကိုတကယ်ပဲပို့ပြီးတော့ဆွဲဆောင်မှုရှိစေရတာ။ online ပေါ်မှာဆိုရင်တကယ်ချင်း no fat ရက်30လောက်ကြာတော့ငါမျက်နှာကြီးပြောင်းလဲသွားတယ်။မိန်းကလေးတွေကလည်းတတိထားမိလာတယ်။ငါရဲ့ယုံကြည်မှုတွေလည်းရှိလာတယ်လို့ပြောနေကြတာကိုနေရာတိုင်းမှာတွေ့ရပါတယ်။ဒါပေမဲ့ဒါကတကယ်ပဲလား။ဒါမှမဟုတ်အင်တာနက်ပေါ်ကပုံကြီးချဲ့မှုတက်တက်လား။ဆိုတော့ဒီဟာကိုလေ့လာကြည့်အောင်။နံပါတ်1အချက်စွမ်းအင်နဲ့ယုံကြည်မှုintimate တွေကိုမကြည့်တော့ဘဲနဲ့စိတ်အပန်းမဖြေတော့တဲ့အခါမှာတင့်အုံတော့ကအဲ့ဒီအတူရောင်ဒိုပါမင်းရရှိမှုရပ်တန့်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုတင်ပို့ပြီးတော့အသက်ဝင်လာလို့ခံစားရပါတယ်။တင်လမ်းလျှောက်တာစကားပြောတာတွေကပို့ပြီးတော့ရည်ရွယ်ချက်ရှိလာတယ်။တင်ပတ်ဝန်းကျင်ကလူတွေကဒီပြောင်းလဲမှုကိုခံစားမိကြတယ်။ချက်ချင်းပြောရှင်မှုအတွက်သင်အာယုံဆိုင်မှုတွေကိုမဖြုံးတီးတော့တဲ့အခါအဲ့ဒီဆိုင်တွေကိုဂျင်မှာအလုံးမှာဒါမှမဟုတ်တင့်ပန်းနိုင်တွေအတွက်ပြန်လည်အသုံးပြုလာနိုင်ပါတယ်။ယုံကြည်မှုဆိုတာကယောက်ျားတစ်ယောက်မှရှိရဲ့ဆွဲဆောင်မှုအရှိဆုံးအရာပါပဲ။နံပါတ်2မျက်နှာသွင်းပြီးပြောင်းလဲမှုများလူတွေကငါမေကိုပိုထင်ရှားလာတယ်။ငါမျက်လုံးတွေပိုတောက်ပလာတယ်လို့ပြောကြတယ်။ဒါဆိုအမှန်တရားကပါတယ်။ no fat ကိုယ်တိုင်က testosterone ကိုအမြဲတမ်းထုတ်ပေးတာမဟုတ်ဘူး။ဒါပေမဲ့နေ့တိုင်းအဲ့ဒီအရာစွန့်ထုတ်တာကိုရက်လိုက်တဲ့အခါသင်ရဲ့သဘာဝဟော်မုန်းပမာဏကပိုမိုတည်ငြိမ်လာတယ်။ဒါကသင်ကိုပိုကောင်းတဲ့အသားရည်ရောင်ရမ်းမှုနေပါခြင်းပုံမအာရုံစိုက်နိုင်ခြင်းနဲ့ပြတ်သားပြီးတော့နိုးကြတဲ့ပုံမှန်တဲ့တွေကိုပေးပါတယ်။ဒါကြောင့်လေလူတွေကဒါကို glow up လို့ခေါ်ကြတာပါ။ဒါပေမဲ့မှတ်ထားပါ no fat တစ်ခုတည်းနဲ့မရပါဘူး။သင်လျော်ရဲ့အိပ်စက်မှုရေဓာတ်ပြုတ်အောင်မှုနဲ့အစားအသောက်တွေလိုအပ်နေသေးတယ်။ no fat ကအဲ့ဒီရလက်တွေကိုပို့ပြီးအားကောင်းစေတာ။ဘာကြောင့်လဲဆိုတော့သင်ခန္ဓာကိုယ်ကနောက်ဆုံးမျှတမှုကိုပြန်ရသွားလို့ပါပဲ။ကောင်လေးများစုကစိတ်ပိုင်းဆိုင်ရာဘလောက်ဆုံးရှုံးနေရဆိုတာကိုသတိမထားမိကြဘူး။စိတ်ပန်းဖြေတိုင်းသင်ဦးနှောက်ရဲ့စုလက်ကိုပြန်လည်စတင်လိုက်သလိုဖြစ်သွားတယ်။ဒါပေမဲ့အဲ့ဒါကိုသင်ထိန်းချုပ်တဲ့အခါသင်ရဲ့အာယုံစူးစိုက်မှုကပိုပြီးတော့ထက်မြက်လာပါတယ်။ရေတိုပျော်ရွှင်မှုနောက်ကိုလိုက်စားတာကိုရပ်ပြီးတော့ရည်ရွယ်ချက်ကိုလိုက်စားလာပါတယ်။အဲ့ဒီစီကံကသင်ကိုဆွဲဆောင်မှုရှိစေတာပါ။ဘာကြောင့်လဲဆိုတော့သင်ကဖိနှိပ်ထားလို့မဟုတ်ဘဲနဲ့သင်ဟာကိုထိန်းချုပ်နိုင်တဲ့လူတစ်ယောက်ပုံစံမျိုးပေါက်နေလို့ပါပဲ။အဲ့ဒါကရှားပါပါတယ်။လူတွေကသင်မျက်လုံးထဲမှာသင်တည်ရှိမှုမှာသင်စွမ်းအင်မှာအဲ့ဒါကိုတကယ်ခံစားမိနိုင်ပါတယ်။ဒါကြောင့် no fat ကသင်ကိုပို့ပြီးတော့ဆွဲဆောင်မှုရှိစေနိုင်တယ်။ဒါပေမဲ့သင်တခုခုလောက်တာရက်လိုက်ရုံတက်ကြောင်မဟုတ်ပါဘူး။ကိုစတင်ထိန်းချုပ်လာနိုင်လို့ဖြစ်ပါတယ်။ရက်30စမ်းကြည့်ပါ။ဖိအားပေးတာပုံကြီးချဲ့တာမျိုးမရှိဘဲနဲ့စီကန်းနဲ့ပဲစမ်းကြည့်လိုက်ပါ။သင်ခန္ဓာကိုသင်မျက်နှာနဲ့သင်စိတ်ဓာတ်ကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစောင့်ကြည့်လိုက်ပါ